Naser ရဲ့ဂီတဟာကခုံဖို့ထက်နားထောင်ရင်စစ်မြေပြင်ကိုမြင်အောင်လာစေဖို့ရည်ရွယ်တယ်။သူ့ရဲ့ project တွေဟာ Angola နိုင်ငံရဲ့ history reveal သမိုင်းဆိုးတွေနဲ့သူ့မိသားစုရဲ့ဖြစ်ရပ်မှန်တွေကိုအခြေခံထားတာပါ။ဒါဟာတာမန်အရက်သားလိုပုံစံပြောင်းသွားပေမဲ့စိတ်ထဲမှာတော့စစ်ဖက်ဆိုင်ရာစိတ်ဓာတ်တွေအပြည့်ရှိနေတဲ့လူဖွဲ့စည်းကြောင်း Naser ကဒီ album နဲ့စူးစမ်းပြခဲ့တာ။ Naser ရဲ့ဖခင် Alcide Sekla Simes ဟာ Angola ပြည်တွင်းစစ်က United တပုံတပ်ဖွဲ့ရဲ့နိုင်ငံခြားရေးအတွင်းရေးမှူးပါ1990နှစ်မှာစစ်ပွဲတွေပြန်ပြင်းထန်လာတာကြောင့် Naser ရဲ့မိခင်ဟာ Angola ကနေ Belgium ကိုထွက်ပြေးခဲ့ရပြီး Naser ကိုအဲ့ဒီမှာပဲမွေးဖွားခဲ့ပါတယ်2002ခုနှစ် Naser အသက်8နှစ်သားမှာသူ့ဖခင်စစ်ပွဲထဲတေဆုံးသွားပြီဆိုတဲ့သတင်းမှကို Belgium က TV သတင်းမှာတိုက်ရိုက်မြင်ခဲ့ရပြီးသူ့အမေရဲ့အသေးကွဲအော်ဟစ်တန်ဟာအခုထိသူ့နားထဲမှာရှိနေသေးပါဒါပေမဲ့ဒါဟာသတင်းမှဖြစ်ခဲ့ပြီးသူ့ဖခင်ဟာအသက်ရှင်ခဲ့ပါတယ်2009မှာ Angola ကိုပထမဆုံးအကြိမ်ပြန်ရောက်တဲ့အခါ Europa Electro Burial Justice နဲ့ Angola Cultural ကိုပေါင်းပြီး World Cultural ကိုဖန်တီးခဲ့ပါတယ်Naser ရဲ့ဂီတဟာစစ်ပွဲရဲ့အတန်မှတ်တမ်းတွေတင်မကပဲအဲ့ဒီတန်ရာတွေကနေဘလို့ပြန်လဲကူစားမလဲဆိုတဲ့လမ်းဆက်ကိုလည်းရှာဖွေပြထားတာပါတင်ရောဒီလို underground electronic music တွေအကြောင်းပိုသိချင်လား comment မှာပြောခဲ့ပေးပါဦးနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဂီတအကြောင်းတွေသိချင်ရင်ကျွန်တော်ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်Days in the glass, no intel, never come on. Checking my way out of this impasse. Pressing the pen on my neighbor pass. Troubles it is so loud, it's a fast.